ရှေးဥစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အားလုံးပဲမင်္ဂလာပါဘုရားသခင်ကကောင်းမြတ်ပါတယ်မဲကျွန်တော်ရဲ့ဘဝတက်တာမှာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုအများကြီးခံစားရပါတယ်ကျွန်တော်သက်သေခံခြင်းပါတယ်ကျွန်တော်တုံညဘဝနဲ့စခဲ့တဲ့သူပါကျွန်တော်ဟင်္သာမြို့နဲ့12မိုင်လောက်ဝေးတဲ့ရွာလေးဒီမှာကျွန်တော်မွေးဖွားပါတယ်ကျွန်တော်မှဘာမှမရှိပါဘူးအဖေမိသားလည်းဆင်းရဲတယ်တူရွာလုံးလည်းဆင်းရဲတယ်ကျွန်တော်ရဲ့အဖိုးဖွားတွေကအားလုံးမြုံကြည့်သူတွေဖြစ်တယ်ကျွန်တော်ကရင်လူမျိုးဖြစ်ပေမဲ့လည်းအားလုံးကမြုံကြည့်သူတွေဖြစ်တယ်တရွာလုံးမှာဆိုရင်ကျွန်တော်တို့မျိုးတွေအားလုံးကမြုံကြည့်သူတွေဖြစ်တယ်ကျွန်တော်ရဲ့အဖိုးတို့ဖြစ်တယ်ပါပေါ့နော်အင်္ဂလိပ်စသားတွေလာပြီးတော့ evaluate လုပ်တဲ့အခါမှာကျွန်တော်အဖိုးကစပြီးပြောင်းနေတာကျွန်တော်အဖိုးကနေတစ်စင်းကျွန်တော်အဖွားကနေကျွန်တော်အမေပြောင်းနေတယ်အဲ့ဒီကနေတစ်စင်းကျွန်တော်အဖေမြုံကြည့်သူကလည်းခရစ်တော်လက်ခံပြီးတော့ယုံကြည်သူဖြစ်လာတယ်။အဲ့ရနေပြီးတော့အဖေအမေကအရန်ကိုယုံကြည်ခြင်းအားကြီးတယ်။ကျွန်တော်တို့သားသမီးတွေကို2မိုင်ခွဲလောက်ဝေးတဲ့လက်မပေါက်တဲ့အခြေအနေမိုးရင်းအခြေအနေတွေအဲ့မှာကျွန်တော်တို့လှဲနေနေပို့တယ်။ဒီခါလက်မပေါက်ဘူးဆိုရင်ကျွန်တော်တို့ပခုံးပေါ်မှာတင်ပြီးတော့ကျွန်တော်တို့မောင်နှမတွေကိုဘုရားကျောင်းကိုပို့တယ်။ဘုရားသခင်ဟာဒီအဖေအမေရဲ့ဆက်ကပ်မှုကြောင့်သားသမီးမှာကောင်းခြင်းခံစားရပါတယ်။ကျွန်တော်အဲ့အချိန်မှာကျွန်တော်ဂီတပညာကိုအရင်သင်ခြင်းနဲ့အရင်လေးဝါသနာပါတယ်။ပါတဲ့အခါမှာရန်ကုန်မှာရှိတဲ့ကျွန်တော်အမနေပြီးတော့ငါမောင်လေးကဂီတဝါသနာကိုအရင်ပါတယ်။ရန်ကုန်မှာ MYC မြန်မာရဲ Crusaders မှာဂီတသင်နေရှိတယ်။မောင်လေးကတက်မလားဆိုတော့ဟာကျွန်တော်အရင်ဝမ်းသာပါတယ်။အဲ့တုန်းကကျွန်တော်9တန်းပဲရှိပါသေးတယ်။အဲ့ဒါနဲ့ကျွန်တော်ရန်ကုန်ရောက်ရှိလာတယ်။ရောက်လာတဲ့အခါကျတော့ကျွန်တော်အဲ့မှာဂီတသင်နေကြားတယ်ကျွန်တော်အရင်တော့ဆိုကျွန်တော်အဖေမိရတယ်အရင်စီကက်တဲ့တင်းကျက်တယ်နေမှာလာတဲ့အငိမ့်နေဇက်တွေတော့မှကြည့်လို့မရဘူးကျွန်တော်တို့ပြည့်စည်သွားမှာဆိုလို့အဲ့လောက်တော့ကျွန်တော်တို့ကိုထိန်းချုပ်ပြီးတော့ဒီနှုတ်ကပတ်တော်နဲ့သူကတင်းသွင်းတယ်ဒါပေမဲ့လည်းအဲ့ MYC ရောက်တဲ့အခါမှာကျေးဇူးတော်ကြောင့်ဆရာစိုးပတ်မှုကနံပါတ်4လာဖြစ်တယ်နံပါတ်4လာဖြစ်နေတဲ့ဆရာစိုးပတ်မှုဆိုတော့ကျွန်တော်စိုးပတ်မှုဆိုကျွန်တော်ကသိသိတာပေါ့အရင်ဂီတပညာကိုကင်စားတို့လွမ်းမှုတို့တခြင်းတွေဖိုးချိုတို့တခြင်းတွေမှာအရင်တီးတာအရင်တော်တယ်ဒါပေမဲ့ဆရာကိုကြည့်ပြီးတော့ကျွန်တော်တကယ်ချင်းလို့မေးတယ်စိုးပတ်မှုကဘယ်နှယောက်ရှိတာလဲလို့အားလုံးကကျွန်တော်ရှိကြဟာကိုချစ်စမောနောက်ပြီးစိုးပတ်မှုဆိုတာကဒီတယောက်တည်းရှိတယ်ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်ပြီးမှသိတယ်ဆရာနံပါတ်4လာဖြစ်တယ်ဆိုတော့နံပါတ်4လာဖြစ်တာတော့မှဆရာတပည့်ရုံးကိုဘာပြောလဲဆိုတော့တဲ့ဆရာရဲ့အုတ်ထိုင်းကကျွန်တော်ဝင်တိုက်တယ်တဲ့ဒါမှမဟုတ်သူကသွားတိုက်တာကျွန်တော်ရဲ့ကနေသွားတိုက်တာသူဖြောင်းရက်သွားပြောတာအဲ့လိုလိုကောင်တဲ့နံပါတ်4အရှိန်ကြောင့်ပေါ့နော်သူအဲ့လိုတတိနေနဲ့တိတ်မရအဲ့လိုမျိုးဆိုတော့ဒါပေမဲ့ဘာဖြစ်ဖြစ်ကျွန်တော်ဆရာဆုံးဖို့နဲ့တွေ့ဆုံဝင်ရတာဘုရားသခင်ကြီးတော်ကိုချီးမွမ်းတယ်ဒါပေမဲ့လည်းအဲ့ဆက်ရက်တင်ထဲမှာကျွန်တော်ကဂီတာတင်လို့နဲ့ကျွန်တော်စောင့်နေတယ်တရက်လာလဲဟာမတင်သေးပါလားနောက်တရက်လာလဲမတင်သေးပါလားဘယ်ဟုတ်မလဲသူကကျန်းစာတွေလိမ့်မိတ်နေတာကျွန်တော်ဘယ်နဲ့ကျွန်တော်တိတ်ဝင်မကြောက်ကျန်းစာတွေကနားထဲမှာကြားဘူးနားမှာရှိနေတယ်လေဘာဖြစ်ဆိုတော့စနေစကူလက်တက်တယ်တကယ်ဒီရှုခရစ်တော်ကိုယုံကြည်လက်ခံလဲဆိုရင်ကယ်တင်ခြင်းပြည့်ငြိမ်းမှကယ်တင်ဝင်ရမယ်ဒါပေမဲ့လည်းကျွန်တော်ဒီလောက်ပဲသိတာကိုဒါပေမဲ့လည်းအဲ့အတင်ထဲမှာကျွန်တော်ရဲ့ဘဝသက်တာကိုပြောင်းလဲစေခဲ့ပါတယ်အဲ့မှာသင်ကြားတဲ့ဆရာတွေကဘာပြောလဲဆိုမဿဲ6:33မှာဘုရားသခင်ရဲ့နိုင်ငံတော်လေးဖြောက်မဲ့ခြင်းပြကိုရှေ့ဦးစွာရှာကြလို့နောက်မှထိုရာနောက်ကိုပြီးတော့မလို့တန်းတယ်ကျွန်တော်အဲ့ဘဝသက်တာမှာနောက်မှထိုရာဆိုတဲ့ကျွန်တော်ဒီဂီတပညာကိုကျွန်တော်ကဒါကိုကျွန်တော်ကသွားပြီးတော့ရှေ့ထန်းတင်တယ်လို့ဖြစ်နေတယ်ဘုရားသခင်ကိုကျွန်တော်အရင်ရှာတဲ့အခါမှာဘုရားသခင်ဟာနောက်မှထိုရာဆိုတဲ့ကျွန်တော်ဝါသနာပါတဲ့ຢာတွေဘုရားသခင်ကအလိုတော်နဲ့အညီကျွန်တော်ကိုပြင်ဆင်ပေးပါတယ်အာမင်အဲ့အနေပြီးတော့တစ်စင်ကျွန်တော်ကသင်တန်းလေးလည်းပြီးတဲ့အခါမှာဆရာဆုံးပုံနဲ့လည်းကျွန်တော်ကအရန်ကိုရင်းနှီးသွားတယ်အဲ့အနေပြီးတော့ကျွန်တော်ရွာကိုပြန်တော့မယ်ဆိုတော့ကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်တယ်အဲ့ဒါနဲ့ဘာပဲပြောရွာကိုပြန်ရတယ်ပေါ့ရွာမှာကျတော့ဘလို့မှအိတ်မပြောစားမပြောအဲ့ဒါနဲ့ကျွန်တော်အဖေပြောအဖေကျွန်တော်ရန်ကုန်မှာကျောင်းသွားတက်ချင်တယ်ဂီတပညာကိုစီးပူးချင်တယ်အဲ့နဲ့အဖေကလည်းကျွန်တော်ကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်ပြီးတော့ကျွန်တော်အဲ့ကိုနဲ့ပြောရမယ်ဆိုရန်ကုန်တခါပြန်ရောက်လာတယ်ရောက်ပြီးတော့ရန်ကုန်မှာကျွန်တော်ကျောင်းတက်တယ်ကျွန်တော်ဆရာစိုးပဲမှုနဲ့ပဲကျွန်တော်အတူနေတယ်သူ့ရဲ့ဝေယဝတ်စားတွေကျွန်တော်လုပ်ပြီးတယ်အဲ့ဒီကနေတစ်စင်ကျွန်တော်တို့တီဝန်လေးတစ်ခုထောင်တယ်ပေါ့နော်ဆမ်ဖိုနီဆိုပြီးတော့ဒီ IC မဖြစ်သေးဘူးဆမ်ဖိုနီလေးထောင်လို့အဲ့ကနေပြီးတော့ကျွန်တော်သွားဂီတာတွေတီးကြတယ်ကျွန်တော်ဒီကဆရာဘုံဘုံလို့ဆိုပဲကျွန်တော်တို့ရဲ့ဒီလိုနဲ့အရင်အတူယူရတဲ့ဆရာတွေပါပဲသူတို့နဲ့ဆိုလဲကျွန်တော်တို့The One West နဲ့အတူတီးရတယ်ကျွန်တော်အခုဒီမှတ်မိသေးပါတယ်ဆရာဘုံဘုံလို့စင်မမတီးနေတဲ့ပုံစံလေးတွေ
ကျွန်တော်တို့အခုဒီမြင်အောင်နေသေးပါအဲ့နေပြီးတော့ကျေးဇူးတော်ကြောင့်ဆက်ပြီးတော့ Iron Cross ဆိုပြီးတော့ကျွန်တော်တို့ဆရာဆုံးမှုကလုပ်မယ်ပေါ့လေဒါပေမဲ့ IC ဆိုတာကဒါဒုတိယမှာ IC မတင်IC လို့မမဲ့ခင်မှာပထမဆုံးက Holy Cross အဆရာ David Young ဟာဘွေမင်းကြီးလုံးက Holy Cross ဆိုပြီးတော့မင်းတို့ပုံမှာ love song တွေပါတယ်တည်ရဆိုမကောင်းဘူးပါတယ်နည်းနည်းစဉ်းစားပါအောင်ဆိုတော့အဲ့နဲ့ cross တော့ပါခြင်းတယ်ကွာဆိုတော့အဲ့နဲ့ Iron Cross ဆိုဖြစ်သွားတာကျေးဇူးတော်ပါတယ်ဒီ IC ကအမှန်တမ်းပြောရမယ်ဆိုရင်ကျွန်တော်ဖျားနဲ့စတင်နေတဲ့ဒီဝိုင်းဖြစ်ပါတယ်ဆရာဦးတပည့်ဘုံကဘာပြောလဲဘွေကြီးမင်းဘာမဆိုအလုပ်လုပ်မယ်ဆိုမင်းအောင်မြင်ခြင်းနဲ့ဆိုရင်ဖျားသခင်နဲ့အစားပြုပါအဲ့ဒါဆိုမင်းလုပ်ငန်းတွေအားလုံးအဆင်ပြေချုံမပြီးတော့လောကမှာအောင်မြင်မှုကိုရရှိမယ်လို့ပြောတယ်။အဲဒါကြောင့်ကျွန်တော်တို့ IC ဟာအမြဲတမ်းကျွန်တော်တို့ပွဲအစမှာဆိုအမြဲတမ်းဆူတောင်းတယ်ကျွန်တော်တို့ဆူတောင်းပြီးမှကျွန်တော်တို့စတယ်။အဲ့တခါလေးမှကျွန်တော်တို့ကအလုပ်ရှုပ်လို့ကျွန်တော်တို့ဂီတာကြိုးတွေလည်းကြိုးတွေညှိနေတယ်ဆိုရင်ကျွန်တော်တို့အဖွဲ့သားတွေကတချို့မယုံကြည်သူတွေမှာညီလေးလာဆူတောင်းအောင်ဆူတောင်းပြီးမှစပြအောင်ဆိုသူတို့ကတော့ကျွန်တော်တို့ပြန်ပြီးတော့ remind လုပ်တယ်။ကျေးဇူးတော်ပါပဲကျွန်တော်ဆူတောင်းပြီးအစပြုရဆိုအားလုံးအောင်မြင်ဆိုတော့ကျွန်တော်တွေ့ရှိရပါတယ်ကျွန်တော်အခုဆိုရင်ကျွန်တော်တို့ live 90ဒီကနေကိုတချို့တွေကြားမှာပေါ့နော်ကျွန်တော်မိနစ်90 show ပေါ့ standard show ပေါ့နော်ကျွန်တော်ဒီလိုနိုင်ငံကြီးတွေမှာဆိုရင်တော့ကျွန်တော်တို့အဲ့လို standard show က90 minutes ပဲဘာဖြစ်ဆိုတော့ရှေ့မှာအဖွင့် T1 2 1 3 1လောက်လာရင်လာမယ်ဒါပေမဲ့တကယ် main T1 ကတော့ဒါမိနစ်90တနာရီခွဲအတီးပေါ့နော်တနာရီခွဲ2နာရီပေါ့အဲ့လိုဆိုဒါပေမဲ့ကျွန်တော်အဲ့လိုလုပ်တဲ့အချိန်မှာကျွန်တော်တို့ပွဲရဲ့ယုံကြည်သူဖြစ်တဲ့ကိုမျိုးကြီးကဆန်းချစ်တယ်ကျွန်တော်ပွဲစီစဉ်တွေအများကြီးရှိတာပေါ့ကျွန်တော်တို့ကဘယ်လိုလဲကဏ္ဍအသီးသီးရနေပြီးတော့ contract တွေလည်းအများကြီးရှိတယ်အဲ့လိုမျိုးဆိုကဏ္ဍတချို့ယုံကြည်သူတွေရှိတဲ့အခါကျတော့ဆန်းချစ်တယ်ကျွန်တော်ပွဲကြရင်လည်းကျွန်တော်ပွဲမတင်ချင်ဘူးလေပွဲဆိုတာတွေ့ဘူးလားမသိအုံယုံမပြောဘဲနေတယ်မတင်ချင်ဘူးလေဟာမျိုးကြီးကဘယ်လိုပြောလိုက်တာလဲကောင်းလိုက်တဲ့အချိန်နဲ့မတင်ဘူးဒါပေမဲ့လေဖျားစားရဲလည်းရမ်းလုပ်တယ်ကျွန်တော်တို့ရှေ့ပွဲတွေမှာအားလုံးအဆင်ပြေချုံးမွေးတယ်ကိုမျိုးကြီးပွဲမှာကျွန်တော်တို့တော်တော်လေးကိုကတိကောင်ဖြစ်တယ်စက်တွေကလည်းဖောက်ဖို့နားလည်းအတန်တွေကဖောက်အဲ့လိုမျိုးရေးထဲမှာအဲ့ပွဲမလာခင်မှာကျွန်တော်တို့အဲ့နယ်ပွဲတစ်ခုသွားတဲ့အခါမှာအဲ့မှာမီးဆက်ကဒုက္ခပြီးလို့ကျွန်တော်တို့စက်တွေလောင်သွားတယ်ဟာပြဿနာပဲပေါ့ဒါပေမဲ့မဖြစ်ဖြစ်အောင်လုပ်မယ်ပေါ့ဒါပေမဲ့အဲ့မှာကန်ထရိုက်တယောက်ကပြောတယ်ဟိုကကိုမျိုးကြီးကကျွန်တော်2နာရီထိစောင့်နေတယ်2နာရီထိမှအတန်မထွက်ဘူးဆိုကျွန်တော်ပွဲတင်တော့မယ်တဲ့ဟာအဲ့မှာကိုမျိုးကြီးကကျွန်တော်မပြောဘူးအဲ့ကျွန်တော်ကစက်ပိုင်းဆိုင်ကကျွန်တော်တာဝန်ယူရတာအဲ့ဒါကိုမျိုးကြီးတို့စနီးမောင်နဲ့အောက်မှာအသေးလေးဆူတောင်းနေတယ်တဲ့သူပြောပြတယ်ကျွန်တော်ဆူတောင်းဒါပေမဲ့လည်းဆရာချစ်တဲ့2နာရီမထိုးခင်ပါလေအတန်ထွက်လာတယ်တဲ့အာမင်အားကြောင့်အဲ့ပွဲတွေလည်းရောက်လာကြအကြောင်းမရှိဘဲနဲ့ကိုမျိုးပွဲတွေအရန်ကိုအောင်မြင်တဲ့ပွဲဖြစ်သွားတယ်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဖျားသခင်ကကျွန်တော်တို့အပေါ်ကောင်းမြတ်တယ်ကျွန်တော်တို့ကဘုရားသခင်ကိုနေရာ1နံပါတ်1ဦးစားပေးမယ်ဆိုဘုရားသခင်ကကျွန်တော်တို့အမြဲတမ်းကောင်းကြီးပေးမယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ပထမဆုံးတစ်ပုဒ်အနေနဲ့ခုနကကျွန်တော်အမျိုးသမီးပြောသွားတယ်ပေါ့အားလုံးယုံကြည်သူတို့အားလုံးကအင်္ဂလိပ်ဓမ္မဆရာတွေဖြစ်တယ်ကျွန်တော်တို့အင်္ဂလိပ်တရားကိုဖော်ပြရမယ်ကျွန်တော်တို့နိုင်ငံမှာဆိုရင်တော့အရန်ခီးကျန်းခက်ခဲတဲ့လမ်းတွေပေါ့လမ်းမပေါက်တဲ့ရှွန့်လုံတွေမှာလည်းကျွန်တော်တို့သွားပြီးတော့ဟောရတဲ့ဆရာတွေအများကြီးရှိတယ်တချို့ဆိုရင်ဟိုနေတောရွာမှာပေးဆက်ပြီးတော့အဖို့ကပေးတဲ့ဆရာတွေအများကြီးရှိတယ်ဒါပေမဲ့လည်းဒီနိုင်ငံမှာဆိုလည်းဒီလိုမျိုးလမ်းတွေကောင်းနေမယ်လေဒါပေမဲ့အတိုက်ခံနေဒီလိုမျိုးရှွန့်လုံနေဆိုတဲ့အတိုက်ခတ်တွေဟိုဘယ်လိုလဲသဘောထားကိုယ်လဲမှုတွေအဖွဲ့အစည်းခိုင်ကနာဘောင်းဆောင်တဲ့အခက်အခဲတွေအများကြီးကျွန်တော်ဒီကြုံရမယ်ဆိုတာသိပါတယ်ဒါပေမဲ့လည်းအမငယ်ပါနဲ့ဘုရားသခင်နိုင်ငံတော်လေးဖြောင့်မချင်းရကိုရှေ့ဦးစွာရှာရင်ဘုရားသခင်ကကောင်းကြီးပေးမှုလားပြီးမြဲဆိုတာကျွန်တော်အဲ့တချင်းလေးနဲ့ကျွန်တော်ဂုဏ်တော်ရှေ့ဦးစွာချီးမွမ်းချင်ပါတယ်